တော့ပေါ့လေငွေကဒီမှာဆိုရင်ဒီဗီဒီယိုလေးမှာဆက်ပြီးတော့ mindfulness နဲ့work ဆိုပြီးတော့ပေါ့နော်ဒါကတော့လုပ်ငန်းခွင်မှာအတိတရားနဲ့လုပ်ငန်းခွင်ဆိုတဲ့နေရာကိုဆရာမပြောပြပေးထားရပေါ့နော်အဲ့တော့ငွေက mindfulness ဆိုတဲ့အကြောင်းမှာငွေဒီရှင်းပါလဲပေါ့နော်ငွေဗီဒီယိုထဲမှာ mindfulness နဲ့ပတ်သက်တဲ့ဒီဗီဒီယိုတွေငွေပြောပြထားဖို့ပါတယ်အဲ့တော့ဒီအကြောင်းလေးကိုပေါ့နော်အဓိကကတော့ကိုကဘယ်လိုစိတ်ထားမျိုးနဲ့အလုပ်လုပ်မလဲဆိုတဲ့အရာလေးကိုပြောပြပေးထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ငွေ mindfulness အကြောင်းလေးနဲ့ပတ်သက်ပြီးတော့သိချင်တယ်ဆိုရင်တခြားဗီဒီယိုတွေမှာသွားကြည့်လို့ရပါတယ်ပေါ့နော်ဒီမှာဆိုရင်ဝင်လေထွက်လေမှတ်တယ်အသက်တရားထိုင်တဲ့အသက်ရှူလေးခြင်းကနေလုပ်တဲ့ပေါ့နော်ဒါဝိပဿနာ mindfulness ဆိုတော့ကိုယ့်ကိုအမြင်သတိရှိနေဖို့လိုရပေါ့အဲ့တော့ငွေကဒီအပိုင်းမျိုးဆိုငွေဘာပြောချင်လဲဆိုတော့ငွေကတော့ဒီ mindfulness ပတ်သက်ပြီးတော့ပဲဖြစ်ပြီပေါ့နော်ငွေစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပြီငွေကဒီစိတ်ပိုင်းဆိုင်ရာဆိုတဲ့သဘောတရားကိုငွေကသိချင်တယ်လေ့လာချင်တယ်ပေါ့နော်စိတ်ဆိုတဲ့အခြေအနေတစ်ခုငွေလေးလာကြည့်ရခါမှာကိုအရင်ဆုံးလူကလေးလာတာပေါ့လေသူများစိတ်တွေဆိုတော့ကိုစိတ်ကိုလေးလာတဲ့ခါမှာကိုယ်လည်းကိုစိတ်ကိုနားမလည်တဲ့အချိန်ကြီးရှိတယ်တချို့အချိန်တွေပေါ့နော်တချို့အချိန်တွေကြာလေကိုစိတ်ကိုနားလည်တဲ့ဟာမျိုးလေးရှိရပေါ့များသောအားဖြင့်တော့လေကိုစိတ်ကိုအခုနောက်ပိုင်းမှာပို့ပြီးတော့နားလည်လာအောင်ငွေကပို့ပြီးတော့လေးလာပြတယ်ကိုကဘယ်လိုမျိုးအချိန်တွေပါဆိုဘယ်လိုစိတ်မျိုးနဲ့ဘယ်လိုမျိုးလဲပေါ့နော်ကိုစိတ်ကိုပို့ပြီးတော့နားလည်လာအောင်စူးစမ်းပြီးတော့နေဖြစ်လာရပေါ့အဲ့တော့ငွေတစ်ခုခုဆိုရင်လေသိလားငွေအရင်ဝါရီမများတတ်တဲ့သူပေါ့နော်အရှိဗီဒီယိုမှာလည်းပြောလို့ငွေကဝါရီအရင်မများတတ်ဘူးအဲ့တော့တစ်ခုခုဆိုရင်အမေနဲ့ဆိုအမြဲစကားပြောနေကအမြဲအေးရအေးချောင်းပဲနင့်ကိုကြည့်လိုက်ပူဝင်နေဆိုတာမရှိဘူးပြည့်မလားစိတ်ပူတယ်ဘာဖြစ်တယ်ဆိုတာမရှိဘူးဆိုတော့အမှန်တကယ်တော့ကွာလူပဲသိလားစိတ်ပူတာပေါ့နော်စိတ်ပူတာပေါ့အစင်မပြေတာတခုကအစင်မပြေပါမလားဆိုရအတွေ့ရရှိတယ်ဒါပေမဲ့အဲ့အတွေ့ကိုဝင်ချင်းချင်းရအောင်ဖျောက်ပြတယ်ဖြတ်ပြပြီးတော့အတက်နိုင်ဆုံးအဆင်ပြေအောင်ငွေစူးစမ်းပြီးတော့လုပ်တယ်ပေါ့နော်အဆင်မပြေရင်တော့မှအဆင်ပြေအောင်အတက်နိုင်ဆုံးစူးစမ်းပြီးလုပ်တဲ့အတွက်အဆင်ပြေပါမလားဟိုလိုဖြစ်တော့ဒုက္ခပဲဒီလိုဖြစ်တော့ဒုက္ခပဲငါတို့ဘယ်လိုနေရမလဲဘာလဲဆိုငွေစမှာဝါဒီများနေရလုံးဝမရှိပေါ့နော်အဲ့တော့ငွေအမေဆုံးငွေအမြဲပဲနည်းကြည့်လိုက်အမြဲအေးရအေးဆောင်သူကစိတ်တွေမရှိဘူးကိုယ့်ကိုကြည့်ပြီးတော့သိရမလားအမြဲ80နဲ့အမြဲစိတ်ပြင်းနေပြီပေါ့ကွယ်အမြင်သွားမှဆိုရင်စိတ်ပြင်းနေပြီသိရမလားအေးရအေးချောင်းနဲ့ဆိုတော့အမှန်တကယ်တော့မဟုတ်ဘူးကွာကိုယ်စိတ်ကိုအေးချမ်းအောင်ကိုကစိတ်ကိုထားပြီးတော့နေလိုက်တဲ့အခါမှာအဲ့လိုမျိုးပုံစံဖြစ်သွားတာပေါ့နော်တဖြည်းဖြည်းနဲ့ကိုကချင့်ယူတာပေါ့လေအဲ့တော့ငွေကဒီမှာပြောချင်တာဆိုရင်ဒီ mindfulness နဲ့ပတ်သက်ပြီးငွေပြောချင်တာဆိုရင်အဓိကတော့ငွေကလေတခုခုဆိုရင်ငွေစိတ်ကိုပြန်သုံးသပ်လိုက်တယ်အဆင်ပြေပါလားမသိဘူးဟိုလိုဖြစ်တော့ဒုက္ခပဲဒီလိုဖြစ်တော့ဒုက္ခပဲဆိုတာမျိုးငွေအတက်နိုင်ဆုံးမဖြစ်အောင်နေတယ်ဖြစ်လည်းမဖြစ်ဘူးဖြစ်လာရင်လည်းဘယ်တော့မှအကြိုက်မဖြစ်အောင်ကိုယ့်ကို control လုပ်လိုက်တယ်ကိုခူးထောင်းလုပ်လိုက်တယ်ခါလိုက်ကြရင်ငွေကညဘက်တိုင်းဒီပါငွေအခုနောက်ပိုင်းဆိုတရားထိုင်ဖြစ်တယ် meditation ထိုင်ခြင်းအပြင်ကိုယ်စိတ်ကိုပြန်မြင်လာတယ်ပေါ့နော်အဲ့တော့ငွေကအားလုံးလည်းဒီဗီဒီယိုလေးကိုကြည့်ရတဲ့သူတွေငွေကတိုက်တွန်းချင်တာကဖြစ်နိုင်မယ်ဆိုရင်ဒါကလေဘာသာရေးလောက်တာလည်းမဆိုင်ဘူးသိလား meditation သူများတွေကလေရောနေကြရပေါ့နော်တရားတွေထိုင်နေတရားတွေထိုင်နေသိရမလားဘာသာရေးဖခင်တရားတွေရဲလုံနေပေါ့ကွယ်သိရမလားပြောချင်တာဖခင်တရားတွေစွတ်လုံနေရပေါ့အမှန်တကယ်တော့ဖခင်တရားလုပ်တယ်ဆိုတာကဖခင်တရားလုပ်တာကတတ်ဂါထာတွေပရိသီရွတ်တယ်ဖခင်ကိုပူဇော်တယ်တရားတော်တွေနဲ့ပရိသီနဲ့ပူဇော်တယ်ဆိုတာကဒါတတ်ဒီ meditation လုပ်တယ်ဆိုတာကဒါတတ် meditation ကဥပမာငွေတို့ဒီ physical ပေါ့နော်ခန္ဓာကိုယ် body ကိုကြက်ခိုင်အောင် gym လေးကစားရဲ exercise တွေလုပ်တယ်လို့ပဲယောဂတွေကျင့်တယ်လို့ပဲဒီ meditation လုပ်တာကလည်းစိတ်ကိုလေ့ကျင့်ခံလုပ်တာဆိုတဲ့အတွက်ကလေဒါကဘာသာရေးမလုပ်တဲ့သူတွေတောင်မှဒါက meditation ကလုပ်တင်တယ်ပေါ့နော်အဲ့တော့ငွေကဒီဗီဒီယိုလေးကိုထပ်ပြီးတော့ပြောပြရမယ်ဆိုရင် meditation နေ့တိုင်း7မိနစ်အနည်းဆုံးတရားထိုင်ကြည့်ပါကိုကခန္ဓာကိုယ်ကြန့်ခိုင်အောင်ပေါ့နော်လေ့ကျင့်ခန်းလုပ်ရတယ်လို့ပဲစိတ်ကိုလည်းလေ့ကျင့်ခန်းလုပ်ရပါတယ်ဒါဒီ meditation လုပ်တာဒီဒါစိတ်ကိုလေ့ကျင့်ခန်းလုပ်တာဖြစ်တဲ့အတွက်ဘာသာရေးလုပ်တာနဲ့မဆိုင်ပါဘူးဒါစိတ်ကိုလေ့ကျင့်ခန်းလုပ်တာပါအဲ့တော့ဒီလို meditation ထိုင်နေရပြင်ကိုယ်စိတ်ဒီစိတ်ပိုင်းဆိုင်ရာဆိုတော့လေတကယ်ခန္ဓာကိုယ်တစ်ခုဘဝတစ်ခုမှာစိတ်ဆိုတာအရင်အရေးကြီးဆုံးပဲလीเนาะအဲ့တော့ဒီစိတ်ကိုလည်းလေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်တယ်အဲ့တော့ငွေအားလုံးကိုတိုက်တွန်းချင်တာက meditation ထိုင်ပြီးအောင်ထိုင်ကြပါများသောအားဖြင့်ကွာကိုလှုပ်တဲ့အလုပ်တွေနောက်ဆုံးကိုယ်စိတ်ကိုပြန်နားလည်လာလိမ့်မယ်အနည်းနဲ့များနားလည်လာလိမ့်မယ်ကိုကဘယ်
လိုပြောမလဲရှုသိမ်းရှုတော့ပေါ့နော် meditation နည်းမျိုးစုံရှိတယ်ဒါပေမဲ့ကိုစိတ်ကိုပြန်ကြည့်တာပဲလေ့ကျင့်လုပ်တာဖြစ်တဲ့အတွက်အတက်နိုင်ဆုံးလူတိုင်းဒီအသက်ငင်းကလေးတွေကအစpractice ရအောင်ပေါ့နော်အသက်ကြီးလာတဲ့အခါမှာလည်းကိုယ်စိတ်ကို control လုပ်နိုင်အောင်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဆိုရင်သိရမလားစိတ်တရားရိုင်းဆိုင်ပြီးတော့စိတ်တရားမျိုးစုံဖောက်ပြန်နေကြတဲ့အချိန်မှာပေါ့နော်ပို့ပြီးတော့လုံးတင်တယ်လို့ငွေရတော့ထင်ပါတယ်အဲ့ဆိုလည်းငွေအားလုံးကိုတိုက်တွန်းတာပါအကြံပေးတာပါပေါ့နော် meditation လုပ်ပြအောင်လုပ်ကြပါကလေးတွေဆိုရင်လည်းငယ်ငယ်တုန်းက practice ဖြစ်အောင်တစ်ခါလေ့ကျင့်ပေးတာပေါ့နော်တရားထိုင်တဲ့ပုံစံပေါ့တဖြည်းဖြည်းနဲ့အဲ့ခါကျတော့မှတစ်ခုဆိုကိုယ်စိတ်ကို control ဘယ်လိုလုပ်ရမလဲဆိုတော့ကောင်းကောင်းကြီးနားလည်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့စိတ်ဆိုတဲ့အရာကလေတခြားသူပြောသလိုပဲပေါ့နော်စိတ်ဆိုတဲ့အရာကမတည်ငြိမ်တဲ့အရာကိုတို့လိုက်ဖမ်းမှုစူးစမ်းနေအမှန်တကယ်တော့ဖမ်းစရာမလိုဘူးဘယ်ဘယ်လိုရှိတယ်ဘယ်ဘယ်လိုရှိတယ်ဆိုတော့တိဖို့စူးစမ်းရမှာစိတ်ကြီးကိုစိတ်ဆိုတဲ့အရာဘယ်တော့မှငြိမ်မနေဘူးအဲ့ဒါကိုတို့ကလိုက်ဖမ်းပြီးတော့သိရမှာငြိမ်အောင် control လုပ်လေမငြိမ်လေ control လုပ်လေမငြိမ်လေဖြစ်နေတယ်အမှန်တကယ်တော့တို့ကစိတ်ဆိုတဲ့အရာကိုတို့ကမြင်အောင်လိုက်ကြည့်နေဖို့ပဲလိုတယ်ပေါ့နော်အဲ့တော့အားလုံးက meditation လုပ်ကြပါလို့ငွေရလေဒီဗီဒီယိုလေးမှာထပ်မဲ့ပြီးတော့တိုက်တွန်းပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နော်နောက်ဗီဒီယိုလေးမှာလည်းပြန်တွေ့ရပါအောင်မယ်တတာ